ကျွန်တော်တစ်ချင်းတော့မရဘူးဒါပေမဲ့စာသားတစ်ခုတော့ရတယ်ကျွန်တော်ရမ်းချရည်ပေါ့ကဘာပေါ်မှာတန်ဖိုးကြီးဆုံးအရာမြစ်တာပေါ့ဘူးလားကျွန်တော်အဲ့ဥစ္စာကိုကျွန်တော်သိသဘောကျတယ်ကျွန်တော်အကိုရမရဲ့အများနဲ့ပြောတဲ့အဲ့ဒီစာကိုမျှဝေခြင်းနဲ့မြစ်တာဆိုတော့ပြီးကျွန်တော်ရဲ့လူဖွဲ့စီမှာထိုးရှိတယ်တူတဲ့ဟာဆိုရင်ကျွန်တော်ကောင်းလို့ဖို့ဆိုတာတဲ့ကျွန်တော်တိုင်တဲ့ဟာများတယ်ဆိုတော့ကျွန်တော်အဲ့လိုပုံစံမျိုးမဖက်နဲ့တူတဲ့ဟာကိုပေါင်းလုပ်ပြီးတော့ဥပမာကျွန်တော်ကလေးရိုင်ဝင်ဖြစ်ဖြစ်whisper ပြီးတော့ဖြစ်ဖြစ်ပညာရေးလားကျောင်းနေကြီးဆောင်နေရယ်ကျောင်းဆောင်နေလုပ်နေရယ်ကျမ်းမာရေးလားနေလဲစီကနေလုပ်တယ်စေဒီမှာထိုင်စီကနေလုပ်တယ်စစ်ဘေးရှောင်လားဒီဘက်စစ်ရှောင်နေပြီလိုက်ပါကလေးရိုင်ကိုတော့မသိရလူရှိပညာရေးလားကျမ်းမာရေးလားစစ်ဘေးရှောင်လားရဲဖို့ထောက်ဖို့လားဒါမှမဟုတ်အရေးဖို့ကဲဆယ်ရေးလားဖယ်ဖယ်နာမှမဆိုကျွန်တော်ဒီလူတွေပဲဒီလူတွေကပဲကျွန်တော်တွေလောက်ဆောင်ရတယ်ဆိုအဲ့လိုပုံစံမျိုးမှာကျွန်တော်တို့လိုအပ်နေတာကအချင်းချင်းမှထားရမယ်ကျွန်တော်ချစ်ချင်းမြတ်တာအဲ့ချစ်ချင်းမြတ်တာကကျွန်တော်တို့အရေးကြီးပါတယ်ကျွန်တော်တို့ဒီခက်ခဲပင်ပန်းတဲ့ကာလမှာကျွန်တော်တို့ဖြတ်ကျော်ရတဲ့အချိန်မှာကျွန်တော်တို့လူတွေပါကျွန်တော်တို့စက်ရုပ်တွေမဟုတ်ပါဘူးဆိုအဲ့လိုလူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကြိုလဲရတဲ့အချိန်ရှိတကယ်ကြိုလဲရတဲ့အချိန်တွေကျင်းထဲမှာနေအဲ့ရထဲမှာနေပြီးမျက်ရည်ဖြန်ဖြန်ကြားရတဲ့အချိန်ကျွန်တော်တို့ကြိုလဲမှုတယ်ဒါပေမဲ့ကျွန်တော်တို့ပြန်ရက်တည်နိုင်တယ်ပြန်ရုံးထနိုင်တယ်ပြန်ပြီးဒီလူတွေအတွက်လုံအဲ့တဲ့လူတွေအတွက်ကျွန်တော်တို့ပြန်လုပ်နိုင်တယ်အဲ့ဥစ္စာပါလဲဆိုကျွန်တော်တို့ဒီမှာရှိနေတဲ့ချစ်ချင်းမြတ်တာကျွန်တော် request တစ်ခုလုပ်ချင်ပါတယ်ကျွန်တော်ကျေးဇူးပြုပြီးမတက်ရက်ပြလို့ရတယ်ကျွန်တော်တို့ကလေးငယ်ကောင်မှာဒီ whisper ကိုစောင့်နေတဲ့ကျွန်တော်တို့ကိုကြီးနဲ့အမိုင်းဘူးတဲ့ကိုတရားနဲ့မတင်တာပြကျွန်တော်တို့လက်ခုပ်လေးတစ်ချက်လောက်တီးပြလို့ရတာဒီကူလိုက်ဒီမှာကျေးဇူးပြုထားပြီးတော့အခုလည်းမှကျွန်တော်တို့ပေးနေတာကတော့ချစ်ချင်းမြတ်တာပဲရှိပါတယ်ဒီချစ်ချင်းမြတ်တာနဲ့ပဲကျွန်တော်တို့ဒီခက်ခဲလွန်းတဲ့ကာလမှာအချင်းချင်းအားယူရတဲ့ပဲကျွန်တော်တို့ရှေ့ဆက်သွားကြပါမယ်ဒီကျွန်တော်တို့တယောက်နေတယ်လေဒီဥစ္စာကိုဂတိသစ္စာပြုပါတယ်ကျွန်တော်ချစ်ချင်းမြတ်တာကြီးနဲ့ပဲကြံနေတဲ့ခက်ခဲတဲ့ခီးကိုကျွန်တော်တို့မောင်နှမတွေအတူတူခီးဆက်ကြပါကျေးဇူးပါ